မြန်မာအတန်လဲဌာနတွေနော်အမေရိကန်ပြည်ထောင်စုကငွေဖြတ်လိုက်တဲ့အတွက်ဒေါသတကြီးပေါ့နော်ခံစားချက်နဲ့ပြောဆိုနေကြတဲ့အင်တာဗျူးတွေကိုတွေ့နေရတယ်ပေါ့အဲ့တော့ဘာလို့သွားသတိရမိလဲဆိုတော့2003 Iraq စစ်ပွဲတုန်းက Control Room ဆိုတဲ့ documentary film လေးကိုသွားသတိရနော်အဲ့ဒီခွေလေးကဘာအကြောင်းပြောထားလဲဆိုတော့ဒီစစ်ပွဲအတွင်းမှာမီဒီယာတွေဘယ်လိုသတင်းပုံဖော်ကြတယ်ပေါ့နော်အဲ့ဒါကလည်းအဲဂျာဇီယာအတန်လွှင့်ဌာနကနေပြီးတော့တင်ပြနေတာပေါ့နော်အဲ့တော့အခုခင်ဗျားတို့မြင်နေရတဲ့အဲဂျာဇီယာဆိုတာဟိုရင်တုန်းကဒီအီရတ်စစ်ပွဲကာလ2006ဝန်းကျင်အထိအမေရိကန်ပြည်ထောင်စုမှာတရားဝင်ပြလို့မရဘူးနော်အဲဂျာဇီယာသတင်းဌာနဆိုတာအကြမ်းဖက်သမားတွေရဲ့အတန်လွှင့်ဌာနဖြစ်တယ်အထူးသဖြင့်အာရတ်ကဘာကပေါ့နော်ဟာရီရဲ့အတန်လွှင့်ဌာနဖြစ်တယ်အမေရိကန်ပြည်ထောင်စုရဲ့ national security ကိုထိခိုက်တယ်ဆိုပြီးတော့အမေရိကန်ပြည်ထောင်စုကပြသခွင့်မပေးဘူးเนาะအဲ့တော့2006ခုနှစ်ကြာမှအယ်ဂျာဇီယာဟာ English အတန်တွေပါလာပြီးတော့ပုံစံတစ်မျိုးနဲ့ထိုးပေါက်လာတာဟုတ်အဲ့တော့အယ်ဂျာဇီယာအတန်လွှင့်ဌာနအကြောင်းကိုနည်းနည်းလေးပြောကြည့်မယ်เนาะအဲ့တော့အယ်ဂျာဇီယာအတန်လွှင့်ဌာနဆိုတာကသူက1994ခုနှစ်မှာ BBC ကနေပြီးတော့ဒီအာရတ်ဘာသာနဲ့လွှင့်ထုတ်တဲ့မီဒီယာကိုပိတ်ပလိုက်တယ်ပိတ်ပြလိုက်တော့ဒီအာရတ်တွေအတွက်တကယ်ပြောဆိုထုတ်လုပ်ပြီးမယ်အတန်လွှင့်ဌာနကမရှိတော့ဟုတ်လားမရှိတော့အတွက်အာရတ်တွေရဲ့အမြင်မှာဒီ CNN တို့ BBC တို့ဆိုတာအနောက်နိုင်ငံလူတွေရဲ့ဝါဒဖြန့်ရေးဖြစ်တယ်ဒီဝါဒဖြန့်ရေးဟာတကယ်ကြတော့ငါတို့အာရတ်ကဘာနိုင်ငံတွေမှာဖြစ်ပျက်နေတဲ့မြေပြင်နာအနေထားတွေပြည်သူလူထုတွေရဲ့ခံစားချက်တွေကိုလစ်လျူရှုထားတဲ့မီဒီယာတွေဖြစ်တယ်။ဒါကြောင့်ဒီမီဒီယာတွေကိုကောင်တာပြန်လုပ်မဲ့မီဒီယာတခုရှိမှဖြစ်မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်နဲ့သူကကာတာဆိုရရဲ့အကူအညီနဲ့ပေါ့နော်ကာတာဆိုရပိုင်းထိပ်ပိုင်းကလူတွေထိပါတာကိုဒီအယ်ဂျာဇီယာကိုစပြီးတော့တန်း140လောက်စတင်မတည်ပြီးတော့သူတို့ကစပြီးတော့လွှင့်ထုတ်ကြတာပေါ့နော်အဲ့တော့လွှင့်ထုတ်ကြတော့တကယ်လဲeffective ဖြစ်တာပေါ့ဒီ CNN တို့ BBC တို့ကောင်တာပြန်လုပ်လိုက်တာပေါ့နော်အဲ့တော့လွတ်လပ်တဲ့မီဒီယာဟာတကယ်ရှိလားဆိုတော့အခုစမေးခွန်းထုတ်ရမှာဒီ CNN တို့ဘာလို့ဆိုတာအမေရိကန်ပြည်ထောင်စုမှာဘယ်နေရာစနာမည်ကြီးခဲ့တယ်လဲဆိုတော့ဥပမာဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲသွားတယ်ဗျာဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးမှာဟာလားတခါတည်း identity politics တွေပေါ့နော်လူမျိုးရေးစစ်ပွဲတွေရောက်လာတယ်ဥပမာဘော့စနီးယားပြည်တွင်းစစ်ပွဲတွေဖြစ်လာတယ်ပေါ့နော်အဲ့ဒါဆပ်လူမျိုးတွေခရိုအေးရှားဘော့စနီးယားမွတ်စလင်တွေအကုန်လုံးလူမျိုးစုတုတ်တင်ရှင်းလေးတွေနဲ့တွေးကြောင်စီကြကြတာဟုတ်အဲ့ဒီကာလတွေတုန်းကစီယန်နာဟာအဲ့ဒီမြေပြင်မှာအနေထားတွေကိုတွားပြီးတော့သတင်းယူခဲ့တဲ့အတွက်သူကနာမည်ကြီးလာတယ်ဒါပေမဲ့နာမည်ကြီးလာပြီးတော့တပြိုင်နက်တည်းမှာဘာဖြစ်လဲဆိုတော့ထုံးစံတိုင်းမီဒီယာဆိုတာငွေကြေးချမ်းသာတဲ့ corporation ကြီးတွေကချုပ်ကိုင်ထားတာဖြစ်တယ်အစိုးရကလည်းပါဝင်ပတ်သက်လာတဲ့တဖြည်းဖြည်းနဲ့ funding တွေပတ်သက်လာတဲ့အခါမှာကျတော့ဘာဖြစ်လဲဆိုတော့သူတို့ကဝါဒဖြန့်ချီရေး propaganda media တွေဖြစ်လာတာဟုတ်နော်အဲ့တော့အနောက်တိုင်း propaganda media တွေကိုပြန်တုံ့ပြန်မှုအတွက် Al Jazeera စပြီးတော့လုပ်ကြတော့ပေါ့နော်စပြီးတော့ပြန်တုံ့ပြန်ကြတာပေါ့အဲ့တော့သူတို့မှတခုကောင်းလာတာကအနောက်တိုင်း media တွေကိုပြန်တုံ့ပြန်မှုအတွက်အရင်တော့က BBC တို့ဘာလို့မှအလုပ်လုပ်ခဲ့မှုတဲ့သူတွေကိုပြန်ပြီးတော့ဟာလာကကောင်းကောင်းပြီးပြန်ခေါ်ပြီးတော့ပြန်ပြီးတော့ကောင်တာလုပ်တာပေါ့နော်အဲ့တော့ကောင်တာလုပ်တဲ့အချိန်မှာတကယ်လဲထိရောက်တာဟုတ်အီရတ်မှာတကယ်ဖြစ်ပျက်နေတဲ့ဟာတွေကိုပြန်ပြီးတော့သူတို့ပြန်တုံ့ပြန်ကြတာဟုတ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီဘက်ကဒီ neo conservative လို့ခေါ်တဲ့ Bush တို့ Cheney တို့တက်လာတဲ့ခါမှာလေသူတို့က DNA ကိုသိတယ်အဲ့တော့အမေရိကန်ပြည်ထောင်စုမှာအဲ့ကာလာဘာဖြစ်နေလဲဆိုတော့2001ခုနှစ်မှာ September 11တိုက်ခိုက်ဖြစ်သွားတယ်ပေါ့နော်အကြမ်းဖက်သမားတွေကုံသွေးမျှော်စင်ကိုတိုက်လိုက်တာစပြီးတော့မျိုးချစ်စိတ်တွေကပြင်းထန်နေကြတာပေါ့အမေရိကန်တွေသူတို့ခံလိုက်ရပြီဆိုတော့အဲ့တော့အရင်တော့က Bill Clinton တို့ဘာလို့ကိုယ်တိုင်ကအစားငါတို့ Democratic နဲ့ Republican တွေကွဲတာပြေးတာတွေခဏထားငါတို့ National Security အမျိုးသားလုံခြုံရေးအတွက်နိုင်ငံတော်လုံခြုံရေးအတွက်ငါတို့သမ္မတနောက်ကနေအကုန်တစုတစည်းတည်းရကြမယ်အဲ့လိုနဲ့
အာဖဂန်စစ်ပွဲကိုသွားခဲ့ကြတယ်အီရတ်စစ်ပွဲသွားတော့လေဟီလာရီကလင်တန်တို့ဘာလို့ကထောက်ခံခဲ့ကြတာပဲအီရတ်စစ်ပွဲကိုနော်ဆိုတော့ထားပါတော့အဲ့တော့အီရတ်စစ်ပွဲကိုသွားတယ်အဲ့တော့အီရတ်စစ်ပွဲကိုသွားတဲ့အခါမှာ Bush administration ကဘာလို့သင်ခန်းစာယူတယ်ဆိုတော့အမေရိကန်ပြည်ဗီယက်နမ်စစ်ပွဲတွေမှာအဖြစ်ပြက်ကိုသင်ခန်းစာယူတယ်နော်အဲ့တော့ဗီယက်နမ်စစ်ပွဲတွေမှာဘာဖြစ်ခဲ့တယ်အဲ့တော့ကျွန်တော်တို့ဟိုဗျာအမေရိကန်ပြည်ထောင်စုကိုရောက်တဲ့အခါမှာ American Foreign Policy တို့ဗီယက်နမ်စစ်ပွဲတို့ဘာလို့အသေးစိတ်ပြန်သင်ရတာပေါ့နော်six credit ဗီယက်နမ်စစ်ပွဲကိုတစ်ဆင့်ချင်းဘယ်လိုသွားလဲအမေရိကန်တွေဘယ်လိုပြန်လဲဟိုချီမန်တို့ဟိုဘက်ကဟိုဗီယက်နမ်ပျောက်ကြားတွေဘယ်လိုပြန်ကောင်းတာလုပ်တယ်ဒါတွေကိုလုပ်တဲ့အခါမှာအဓိကဘာလို့တွားတွေ့တယ်ဆိုတော့အမေရိကန်ပြည်ထောင်စုကတကယ်တမ်းကအဲ့ဒီမှာစစ်မရှုံးဘူး Operation Rolling Thunder တို့ဘာလို့နော်အဲ့ဒီနောက်ပိုင်းတွေမှာဗီယက်နမ် community အကြီးကျယ်ခံနေရစက်ကတကယ်တမ်းကအမေရိကန်တွေလည်းတည်တယ်လို့ဟိုသူတို့လည်းအကြဆုံးရမ်းများတယ် community လည်းနော်ဒါပေမဲ့ဟိုချီမင်းကဘာလို့လဲဆိုတော့ American ရဲ့ domestic politics ပေါ့နော် American ရဲ့ပြည်တွင်းနိုင်ငံရေးကိုသိတယ်အဲ့တော့သူကဘာလုပ်လဲဆိုတော့ဖန်ဆီးထားတဲ့ American စစ်သားတွေရုပ်ပုံတွေပြတယ်သေတဲ့ပုံတွေပြတယ်အဲ့တော့ American ပြည်ထောင်စုတဲ့ကိုအဲ့ဓာတ်ပုံတွေ American media တွေစီကိုထည့်ပေးလိုက်တာအဲ့တော့ American ရဲ့ nature ပါလဲဆိုတော့သူတို့ရဲ့ပြည်သူတွေသေတယ်သူတို့စစ်သားတွေသေတယ်နောက်တစ်ခါတိုင်းပြည်စီးပွားရေးကထိတိုက်တယ်ဆိုရင်ကျူးကျော်စစ်ပွဲတွေကိုသူကမသွားချင်အဲ့တော့ဘာဖြစ်လဲဆိုတော့ Nixon တို့ Gerald Ford တို့အကုန်လုံးကဖိအားပေးကြတယ်နော် American ပြည်တွင်းမှာစစ်စံကြီးလှုပ်ရှားမှုတွေလုပ်ကြတယ်ဒီစစ်ပွဲကိုနားဖို့ရတယ်ဖိအားပေးကြတာကိုရွေးကောက်ပွဲတွေရတယ်ဒီပြည်သူလူထုရဲ့အပံပေါ်မှာနားထောင်ရတာဒီလိုနဲ့ American တွေကဗီယက်နမ်ကနေဟိုစုပ်ခွာခဲ့ရတာပေါ့နော်ဒါဟာမီဒီယာဝါဒဖြန့်ကြီးရဲ့အောင်မြင်မှုတွေပေါ့အဲ့တော့ဒီသင်ခန်းစာကို Bush administration ကယူတော့ဘာလုပ်လဲဆိုတော့ဒီ Iraq စစ်ပွဲကိုတွားတဲ့အခါမှာသူကဒိုဟာမှာရှိတဲ့ American CENTCOM လို့ခေါ်တာပေါ့နော် Central Command ပေါ့ဟိုဒီအမိန့်ပေးတဲ့ဌာနကနေပြီးတော့ဘာလုပ်လဲဆိုတော့ Iraq စစ်ပွဲနဲ့ပတ်သက်တဲ့သတင်းမီဒီယာတွေအကုန်လုံးဟာသူတို့စီကဖြတ်ပြီးမှအကုန်တင်ရတာနော်ဒီ BBC ပါအကုန်လုံးဟုတ်လားအဲ့ဒါတွေကိုသူကအကုန်စင်တာလောက်တာဟုတ်အဲ့တော့ American ပြည်ထောင်စုကိုရောက်လာတဲ့သတင်းတွေဟာ American စစ်သားတွေခံရတာတွေဘာတွေမပါဘူးနော်အဲ့တုန်းကဆိုရင်ဘယ်လောက်ထိဟိုဆိုးလဲဆိုရင်ဥပမာ American တွေဆရာဟူစိန်ကိုဖြုတ်ချဖို့အတွက် ground troop တွေဝင်လာတဲ့အခါမှာအကုန်လုံးကဟလာငြိမ်ကြည့်နေကြတာဟိုတို့ဒီ Iraq Muslim လက်နက်ကိုင်အုပ်စုတွေအရောအဓိကဆရာဟူစိန်ပေါ့ပြုတ်ကျသွားပြီးရင် American ပြည်ထောင်စုကစုံမလာမစုံဘူးဆိုတာလည်းသိတော့ဘာဖြစ်လဲဆိုတော့ဒီ follow share တို့ဘာလို့အဲ့နယ်မြေတွေကနေအကုန် Muslim အမာခံတွေကနေအကုန်ထားပြီးတော့ပုံကန်ကြတာပေါ့ပုံကန်ပြီးတော့ American စစ်သားတွေကိုအလက်မှာဝင်တိုက်ပြီးတော့ဒီ Euphrates မြစ်ပေါ်မြစ်တရားပေါ်ကနေပြီးတော့ပေနေတဲ့ American စစ်သားတွေကိုတရုတ်တိုက်ဆွဲပြီးတော့ပြလိုက်တာငါတို့ကျူးကျော်စစ်ကိုပြန်ပြီးတော့ချပြီးအဲ့တော့ဒီသတင်းတွေအကုန်လုံးဖုံးထားတာဒီမီဒီယာတွေကဖုံးထားတယ်ဒါပေမဲ့ဟိုဘက်က Al Jazeera တို့ဘာလို့အကုန်ပြန်ပေါ်ကြတာပေါ့အဲ့တော့ဒါမျိုးတွေကိုသိတဲ့အတွက် American ပြည်တော်စုကဘာလဲဆိုတော့ Iraq စစ်ပွဲကိုသွားတဲ့အချိန်မှာသူကပထမဆုံး background မှာရှိတယ် Al Jazeera သတင်းဌာနကိုစပြီးပုံကျဲလေရင်ရတယ်နော်အဲ့တော့အထို့တူပဲပေါ့နော်အနီးနားတစ်ဝိုက်ကသူတို့အတွက်အန်ရဖြစ်နိုင်မဲ့မီဒီယာတွေကိုအာရပ်ကမ္ဘာမီဒီယာတွေကိုပုံကျဲပြတာဒီအတန်နေလုံးလို့မရဘူးပေါ့နော်ဒါမီဒီယာစစ်ပွဲရဲ့အရေးပါပုံပြောတာပါဒါတွေကို Al Jazeera အကုန်လုံးပြန်လာတာပေါ့လူအခွင့်အရေးတွေပြောပြီးတော့မီဒီယာလွတ်လပ်ခွင့်တွေပြောတယ်မီဒီယာတွေနဲ့ဟာလားစေယုံဝန်ထမ်းတွေကိုမတိုက်ခိုက်ရဘူးပြောတယ်ဒါပေမဲ့မင်းတို့အမေရိကန်တွေဘာလုပ်တယ်ဒီလိုတွေကောင်တာပြန်လုပ်ကြတာပေါ့ဗျာကောင်တာပြန်လုပ်တဲ့ဟာတွေကဟိုတစားသာထွက်လာတာပေါ့အဲ့တော့ control room ဆိုတဲ့ဟာကိုအဓိကပြောချင်တာဘာလဲဆိုတော့သတင်းလွတ်လပ်ခွင့်ဆိုတာနိုင်ငံတော်လုံခြုံရေးနဲ့ပတ်သက်ရင်အကန့်အသတ်တစ်ခုပဲသူတို့ပေးတာပါပေးပြီးမှအထက်ကိုသွင်းရတာလေအဲ့တော့ဒီလိုနဲ့ပဲ Iraq စစ်ပွဲကကြာလာတဲ့အခါကျတော့လူတွေကဒီ American media တွေပေါ်မှာတန်တရားရှိလာကြတာကိုတန်တရားရှိလာတယ်ဆိုတာလည်းဒီလိုလေပထမတော့ကကျွန်တော်တို့က Iraq စစ်ပွဲကိုဆရာဟူစိန်မှာ WMD ပေါ့နော် weapons of mass destructive လက်နက်တွေရှိတယ်ပေါ့လူသားတွေအစုလိုက်ပြုံလိုက်နေစေတဲ့လက်နက်တွေရှိတယ်ဆိုပြီးဖြုတ်ချမယ်ငါတို့ American ပြည်ထောင်စုရဲ့လုံခြုံရေးကိုထိခိုက်တယ်ဆိုတာနဲ့အကုန်လုံးကထောက်ခံနေကြတာကို
ဒါပေမဲ့တကယ်ကြအဲ့လက်နက်တွေလည်းမတွေ့ပဲနဲ့ဘာဖြစ်သွားလဲဆိုတော့သူက operation freedom ပေါ့နော်ဒီ Iraq လွတ်မြောက်ရေးဆိုတဲ့ကြွေးကြော်သံကို American media တွေကတဖြည်းဖြည်းချင်းပုံဖော်ကြတာအဲ့တုန်းကဆိုရင်Bush administration ကPatriotic Act ဆိုတာပြတာတယ်လွတ်တော်မှာနော်အဲ့ဒါကဆိုတာမျိုးချစ်ဥပဒေပေါ့နော်တကယ်လို့မင်းကငါတို့နဲ့ရမလားဒါမှမဟုတ်အကြမ်းဖက်သမားတွေနဲ့ရမလားဒီနှစ်ခုပဲရွေးပေါ့ဒီလိုပုံစံနဲ့ तू ကအကြမ်းဖက်သမားတွေနဲ့ရက်တယ်ပူးပေါင်းတယ်လို့တန်တရားရှိတဲ့ကောင်တွေအကုန်လုံးကိုဖမ်းတယ်တချို့ဆိုရင်လေးစိတ်မှလည်းပျောက်သွားတာပေါ့နော်ဒီအကြမ်းဖက်သမားတွေနဲ့ဆက်သွယ်လို့တန်တရားရှိတဲ့သူတွေမှန်တယ်ဗျအခုလက်ရှိဖြစ်နေတဲ့ဟာတွေနဲ့ဆင်နေတာတွေကိုပြောတာပါနော်လက်ရှိဖြစ်ပြနေတာတွေကTrump administration ကလည်းသူ့ကိုဝေဖန်တယ်ခုနပြောတဲ့အကြမ်းဖက်သမားတွေနဲ့သွားပြီးတပ်ပုံရိုက်တာတွေဘာတွေတွေ့တဲ့သူတွေဆိုရင်ပြည်ဝင်ခွင့်ပြန်မပေးတာတွေပေါ့နော်ဒါမျိုးတွေဖြစ်တယ်နောက်တစ်ခါတစ်ဖက်မှာလည်းဒီ Latin America မူရစေဝါခိုင်းတွေကိုဖမ်းတဲ့နှင်ပို့တယ်ပေါ့နော်ဒါတချို့ကပြောတော့လေဒီထဲမှာဘာပြစ်မှုမှမကျူးလွန်တဲ့သူတွေပါနေတယ်ပေါ့အဲ့တော့ဒါတွေကတော့ကျွန်တော်တို့ကဘယ်သူကဘယ်လောက်မြေပြင်မှာမှန်နေတယ်ဆိုတာကိုယ်တိုင်ကလည်းမသိတော့တချို့ကိစ္စတွေမှာထဲထဲဝင်ဝင်သိမပါဘာလဲဆိုတော့ Iraq စစ်ပွဲတုန်းကသင်ခန်းစာတွေအများကြီးရခဲ့လို့ပေါ့နော်အဲ့တော့ပြောချင်တာဗျာဒီ Al Jazeera ကတစ်ဖက်မှာအနောက်တိုင်းမီဒီယာတွေကိုကောင်တာပြန်လုပ်တဲ့ဟာတွေမှာအောင်မြင်လာခဲ့တယ်လို့တစ်ဖက်မှာလည်းသူ့ရဲ့အာရကဘာကိုလှုပ်လို့ပြတာအာရကဘာတွေအရင်ကလိုပဲမိမရောမနေကြနဲ့ငါတို့ကဘာကြီးမှာစစ်ပွဲတွေကနေရာနှဖြစ်နေတယ်မင်းတို့ဒီဟာတွေကအရေးကြီးတယ်သတင်းမီဒီယာတွေကအရေးကြီးတယ်ကောင်တာပြန်လုပ်ဖို့လိုတယ်ဆိုတော့နှိုးစော်တယ်နဲ့အကုန်လုံးကိုသူလှုပ်လို့တာနော်တပြိုင်နက်တည်းမှာပဲမလုပ်လဲဆိုတော့သူကအထဲမှာလည်းBBC တို့ဘာလို့မှမတင်ပြတဲ့သူကလူလူလှုပ်ရှားမှုတွေလှုပ်ရှားမှုတွေကိုသူကလှုပ်ကြတာလူလူလှုပ်ရှားမှုတွေကိုတင်ပြတဲ့အခါမှာနောက်ဆုံး Arab Spring 2017မှာဖြစ်ပွားခဲ့တဲ့တူနီးရှားတို့အီဂျစ်တို့နောက်ဒီလစ်ဗျားတို့ဆီးရီးယားတို့မှာဖြစ်ပွားခဲ့တဲ့ဒီလူလူလှုပ်ရှားမှုတွေပေါ့အာနာရှင်စန့်ကျင်လူလူလှုပ်ရှားမှုမှာAl Jazeeraဟာအဓိကခန္ဓာကပါတယ်ဆိုတာကို American media တွေကဒါဝန်ခံရတယ်လေသူတို့တောင်တချို့ဟာတွေမရကြဘူးเนาะဆိုလိုချင်တာကမီဒီယာတွေပုံစံအသွင်ပြောင်းနေတယ်เนาะအရင်တော့ကအနောက်တိုင်းမီဒီယာတွေကိုကောင်တာပြန်လုပ်ဖို့လုပ်တဲ့မီဒီယာတွေဟာတစ်ဖက်မှာလည်းသူ့ပြည်တွင်းကအာဏာရှင်တွေရဲ့ညှို့ညင်မှုကိုခံရတယ်မကြိုက်ဘူးAl Jazeeraဆိုရင်ခေါင်းလာပြောတဲ့နေရာနှမ်းကနေပြီးတော့ဒီတူနီးရှားတို့လစ်ဗျာအီဂျစ်တို့ကနေပြီးတော့ပြသခွင့်မရအောင်ပိတ်တာတွေပါရှိရဘူးเนาะဒီလိုတွေဖြစ်လာအဲ့ဒါကAl Jazeeraမှာမဟုတ်ဘူးအမေရိကန်ပြည်အောင်စုမှာလည်းဒီလိုပဲအရင်တော့ကဒီဘော့စနီးယားစစ်ပွဲတွေယူဂိုစလာဗီးယားပြိုကျမှုတွေနဲ့အတူနာမည်ကြီးလာခဲ့တဲ့ CNN က liberal ရဲ့ဝါဒဖြန့်ချီရေးလက်တံဖြစ်လာတယ်ဆိုတော့ဒီဘက်ကလည်းconservative တွေရဲ့ဝါဒဖြန့်ချီရေးရလဲပို့ပြီးတော့ပြန်အားကောင်းလာတာပေါ့เนาะအဲ့တော့သတင်းမီဒီယာတွေပေါ်မှာအစိုးရကလည်းသူတို့ ideology တွေတိစောက်ဖို့အတွက်ငွေတန်းချီပေးတာပေါ့เนาะအခု Donald Trump ကိုစတင်နေတဲ့economics တို့ Newsweek တို့writer တို့ဒါတွေဆိုရင်New York Times လို့ဆိုတချို့ဆိုစိုးစိုးဝါးဝါးတွေကိုဒီရွေးကောက်ပွဲမတိုင်ခင်မှာမှားကြတာပါသူတို့အကဲဖြတ်ချက်တယ်လေเนาะသူတို့လူလူစက်တန်းတွေလည်းမှန်တယ်လို့New York Times လို့ပါလို့ဆိုရင်Donald Trump ကိုမဲမပေးတဲ့အထိကိုပြောကြတာဟုတ်เนาะ BOE ဆိုလည်းအဲ့လိုပဲတစ်လျှောက်လုံးတိုက်ခိုက်ပေါ့ဒါပေမဲ့လူထုကဒီမီဒီယာတွေပြောတာတွေကိုနားမထောင်မဲနဲ့ဘာဖြစ်လို့ Trump ကိုမဲထည့်ကြလဲဒါသိရေးကြည့်နော်ဒါဟာ mainstream media တွေရဲ့ပြောင်းလဲမှုပေါ့နော်ဒီရွေးကောက်ပွဲအမေရိကန်ရွေးကောက်ပွဲပြီးမှာ CNN ဆိုလူတွေအများကြီးရှော့ရတယ် ABC တို့နော်ဒီ MSNBC တို့ပါလို့ဆိုလူတွေအများကြီးရှော့ကြတယ်ဘာလို့ဆိုကြည့်ရှုတဲ့သူတွေနည်းသွားလို့လေကြည့်ရှုတဲ့သူဆိုတော့ तू ကတကယ်တမ်းကဗျာဘာဖြစ်နေလဲဆိုတော့အမေရိကန်ပြည်ထောင်စုမှာခင်ဗျာတင်ပြစရာတွေကအများကြီးပဲဥပမာတစ်ခုပြောပြမယ်ဗျာ Hollywood ဟုတ်လား Hollywood မင်းသားမင်းသမီးတွေကဗျာဒီ Democratic တွေ Liberal တွေဒန်းလူကြီးတို့လွတ်မြောက်ရေးတို့သူတို့တားပြောတယ်ဒါတားကောင်းပါလေနားတော်ကတားကောင်းတယ်ဒါပေမဲ့အဲ့ဒါလောက်ဗျာဒန်းလူကြီးတို့နော်လွတ်မြောက်ရေးတို့ဒီလောက်စိတ်ဝင်စားရင်ဘာဖြစ်လို့ Hollywood ဘောရပတ်တဝိုက်မှာဖြစ်ပြနေတာတွေကိုကြာဘာဖြစ်လို့မကူညီကြတာလဲဒီလူအဖွဲ့အစည်းတစ်ခုလုံးဘယုတ်ဒုက္ခဖြစ်နေတယ်
homeless တွေများနေတယ်နော်ခင်ဗျာ Hollywood Boulevard ဆိုတဲ့လမ်းမကြီးကအင်မတန်ရှက်စရာကောင်းပါတယ် Hollywood မင်းသားမင်းသမီးတွေရဲ့ကျယ်တွေကအများကြီးပဲရှိတယ်ဟာလားသူတို့ရဲ့နာမည်ကျော်ကြားတဲ့ဟာတွေကိုဂုဏ်ပြုတဲ့အနေနဲ့လမ်းမတစ်လျှောက်မှာကျယ်တွေဖုံပေါ်ပေးတယ်ဒါပေမဲ့အဲ့ဒီလမ်းမကြီးပေါ်မှာပဲအိုးအိမ်မက်တွေဟာအများကြီးပဲနော်ရာသီဥတုပူတို့ထွက်ပြေးကြသလိုဟာလားစောင်းနေတဲ့တံကိုရှောင်ကြတော့ဆိုတော့ဒီ library အပူပိုင်းဆုံးဒေသတွေမှာက homeless တွေကပိုများတာပေါ့နော်ဒီလို state တွေမှာအဲ့တော့တကယ်ဆိုရင်အမေရိကန်ပြည်ထောင်စုမှာဒီအခြေခံအလုပ်သမားလူဒန်းစားတွေကရုန်းကန်နေကြရတယ်ဟာလားနောက်တစ်ခါ homeless တွေများနေတယ်ရာဇဝတ်မှုတွေများနေတယ်နောက်တစ်ခါဒီတရားမဝင်ရွှေ့ပြောင်းလူသမားတွေရဲ့ပြဿနာတွေဒါတွေအများကြီးကိုမီဒီယာတွေဟာလေးလေးနက်နက်တင်ပြမယ်စားဒီ Fox ပဲကြည့်ကြည့် CNN ပဲကြည့်ကြည့်မီဒီယာတွေအကုန်လုံးကဘာလုပ်နေကြလဲဆိုတော့တစ်ဖက်နဲ့တစ်ဖက်ဟိုတိုက်ခိုက်ကြပြီးတော့အပုတ်တွေပေါ်ကြရင်လည်းဟိုစုညံရှုပ်ရှက်ခတ်နေတာပေါ့နော်ဒါကို mainstream media တွေကိုလူထုကမယုံကြည်ကြတော့လူထုကတကယ်တမ်းယုံကြည်နေတာကသူတို့အတွက်ဖြစ်ပျက်နေတာကိုအဓိကမြေပြင်နေသားတွေဖြစ်ပျက်နေတာကိုပြောပေးခြင်းနဲ့မီဒီယာတွေဟိုလိုချင်တာပေါ့နော်နောက်ဆုံးဟာလာတက္ကသိုလ်တွေမှာဆိုဘယ်လောက်ထိတောင်သင်လားဆိုတော့ဒီ mainstream media တွေရဲ့ဝါဒဖြန့်မှုကိုသတိထားကြဖို့ဥပမာ CNN တို့ခုနကပြောတဲ့ New York Times တို့နော်နောက်ဒီ Economist တို့အကုန်လုံးကဒီဟာတွေဟာ writer တို့ဟာဘယ်ကိုဥတည်နေတဲ့ဝါဒဖြန့်မှုတွေနော်ဒီဘက်က Fox တို့နော်တစ်ပိုင်းနဲ့တည်းမှာပဲဒီလက်ရဘက်ကမီဒီယာတွေပေါ့ဟာလာဒီမီဒီယာတွေဟာရောဘာကိုဥတည်နေလဲဟိုပြောရမယ်ဆိုရင်ဗျာနှစ်ဖက်လုံးကတစ်ဖက်နဲ့တစ်ဖက်ဝါဒဖြန့်တိုက်ခိုက်နေကြတာပါနော်လွတ်လပ်တဲ့မီဒီယာဆိုတာလည်းပြောဖို့ခက်ပါတယ်ဘာဖြစ်လို့ဆိုတော့ဒီလိုပြောဖို့အတွက်ဒီမီဒီယာတွေကိုတီထောင်ထားတဲ့ဒိုနာတွေရဲ့မျက်နှာကိုကြည့်ရတာလေဒီမျက်နှာပေါ်မှာကြည့်ပြီးတော့ policy အပြောင်းလဲကိုဟိုဖြစ်တာဟုတ်เนาะကြာတာမကြည့်နဲ့ဒီ Washington Post တို့ပါလို့ကြည့်လေအရင်တော့ကတောက်လျှောက် Trump ကိုတိုက်ခိုက်တဲ့ခါတွေကဒီသူ့ရဲ့ boss ကပြောတဲ့အခါမှာ editorial အစနည်းနည်းအခုရွေးကောက်ပွဲပြီးမှပြောင်းသွားတာတွေပါရှိတယ်ဟုတ်เนาะအဲ့တော့ဆိုတော့ American ပြည်ထောင်စုမှာလည်းဘာဖြစ်လဲဆိုတော့ social media တွေအားကောင်းတာတဲ့အတူเนาะလူတိုင်းဟာ podcast တွေခုနပြောတဲ့ပေါ့เนาะ social media ပေါ်မှာ idea တွေကိုပြောကြတယ် American ပြည်ထောင်စုဖြစ်ပျက်နေတာကိုပြောကြတယ်အဲ့တော့ American ပြည်သူကအချင်မဟုတ်တော့ဘူးသူတို့ရဲ့သတင်းနေရမိခိုးရဟာ mainstream media တွေကိုကြီးအားကိုးလို့မရဘူးငါတို့လက်ရှိကြုံတွေ့ရတဲ့ဘဝနဲ့ social media ပြောနေတဲ့ media အသေးစားလေးတွေလူကြားမှာတည်ရှိနေတဲ့ media လေးတွေနဲ့ဘလို့ inline ဖြစ်တယ်ဘလို့တူညီကြတယ်လဲဆိုတဲ့ပုံမှာဟလာချိန်ဆပြီးတော့ဘယ်သတင်းကိုယုံတင်တယ်ဘယ်သတင်းကိုမယုံတင်ဘူးဆိုတာတွေသူတို့ကရွေးချယ်လာကြတာဟုတ်เนาะအဲ့တော့အဓိကပြောချင်တာကမီဒီယာတိုက်ပွဲဆိုတာခေတ်တိုင်းမှာရှိနေတယ်မီဒီယာတွေဟာမျှတမလုပ်ဘဲနဲ့ဘက်လိုက်ကြလို့ပဲတစ်ဖက်နဲ့တစ်ဖက်ဟိုမီဒီယာတိုက်ပွဲတွေဖြစ်ပေါ်တာပေါ့เนาะပြောရမယ်ဆိုရင်ဟိုဘက်လိုက်မှုရှိပါတယ်လွတ်လပ်တဲ့ဟိုသတင်းမီဒီယာဆိုတာတွေကလည်းအကန့်အသတ်နေပါဒါကြောင့်မလို့ကျွန်တော်ကတော့ဒီနေ့ဖြစ်ပျက်နေတာတွေကိုအကောင်းဆုံးအကြံပေးချင်တာတော့အဲ့တော့မြေပြင်မှာဖြစ်ပျက်နေတာတွေကိုကိုက citizen journalist တယောက်လိုတာဝန်ကြီးပြောကြပါเนาะခုနပြောတဲ့ဟိုတချို့ journalist တွေဆိုဗျာဒါကျွန်တော်ထုတ်မပြောချင်လို့ပါဟာလာ editor တွေဘာတွေဆိုတာသိမ့်ချီရကြပါတယ်ဒေါ်လာသိမ့်ချီရတယ်ဒီဒေါ်လာသိမ့်ချီရတဲ့ဟာတွေဆုံးရှုံးသွားလို့တချို့မခံမရဖြစ်ကြတာလည်းပါတာပေါ့เนาะတချို့ကလည်းတကယ်ကိုမြန်မာပြည်အတွက်စေနာရှိတဲ့သူတွေလည်းရှိပါတယ်ဒါဘယ်အဆိုပြုချက်ကိုမှအားလုံးကိုသိမ့်ကြုံမဆိုပါဘူးအဲ့တော့အဓိကပြောချင်တာကမြေပြင်မှာတကယ်ဖြစ်ပျက်နေတဲ့ပြည်သူလူထုခံစားနေရတာတွေကိုတာဝန်ကျေတဲ့ဟာလာ citizen journalist လို့လုပ်ပြီးတော့ဒီ social media ခက်မှာကိုယ်တိုင်က media ဖြစ်တယ်ဆိုတာကိုသိထားပြီဆိုရင်ကျွန်တော်တို့ကြုံတွေ့နေရတဲ့စစ်ပွဲတွေမှာကျွန်တော်တို့မဆုံးရှုံးပါဘူးဒီစစ်ပွဲတိုင်းကိုကျွန်တော်တို့ကနိုင်အောင်တိုက်ရပါလိမ့်မယ်เนาะအဲ့တော့ media နဲ့ခုနပြောလို့မဟုတ်တရုပ်တွေပြောနေတဲ့သူတွေကိုလည်းသတိထားမယ်ပြည်သူလူထုအတွက်တကယ်ပြောနေတဲ့ journalist တွေဘယ်သူလဲဆိုတာကိုလည်းကျွန်တော်တို့ရွေးချယ်ရင်းနဲ့မြန်မာပြည်เนาะကိုလူချင်းနဲ့အိမ်မက်တွေကိုရကြပါစေလို့ဆန္ဒပြုပါတယ် everybody good luck